အစီအစဉ်အရအလေတန်းစင်ကျောင်းသူလေးများဤပြန်လည်ဆောင်တွေ့ကြမယ်တခြင်းဖြင့်တရုတ်ဖော်ကပြဖျော်ပြီးနှုတ်ဆက်မှာဖြစ်ပါတယ်ရှင်W စလုံးကိုကိုစားပြုကားပြနေတာဖြစ်ပါတယ်ခင်ဗျာယခုကားပြနေတဲ့စလုံးလေးကတော့အိုင်စလုံးကိုကိုစားပြုကားပြနေတာဖြစ်ပါတယ်ခင်ဗျာကပြနေတဲ့စလုံးလေးကတော့အစလုံးကိုကိုစားပြုကပြနေတာပဲဖြစ်ပါတယ်ခင်ဗျာယခုကပြနေတဲ့စကလုံးလေးကတော့ဒီစလုံးကိုကိုစားပြုကပြနေတာပဲဖြစ်ပါတယ်ခင်ဗျာယခုကပြနေတဲ့စလုံးလေးကတော့အိုစလုံးကိုကိုစားပြုကပြနေတာပဲဖြစ်ပါတယ်ခင်ဗျာကပြနေတဲ့စလုံးလေးကတော့ M စလုံးကိုကိုစားပြုကပြနေတာပဲဖြစ်ပါတယ်ခင်ဗျာယခုကပြနေတဲ့စလုံးလေးကတော့P စလုံးကိုကိုစားပြုကပြနေတာပဲဖြစ်ပါတယ်ခင်ဗျာယ
ကပြနေတဲ့စလုံးလေးကတော့အေးစလုံးကိုကိုစားပြုကပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ယခုကပြနေတဲ့စလုံးလေးကတော့အန်စလုံးကိုကိုစားပြုကပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ယခုကပြနေတဲ့စလုံးလေးကတော့အေးစလုံးကိုကိုစားပြုကပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ယခုကပြနေတဲ့စလုံးလေးကတော့စီစလုံးကိုကိုစားပြုကပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ယခုကပြနေတဲ့စလုံးလေးကတော့ဤစလုံးကိုကိုစားပြုကပြနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ လေရန်စင်ကျောင်းသူလေးများက Wisdom ပဲလေးဟူသည့်အင်္ဂလိပ်အခရာစလုံးများကိုကပြဖျော်ဖြေတင်ဆက်နေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ Let's
ယခုလိုကပြဖျော်ပြပေးပါသောကျောင်းသူလေးများအားကျေးဇူးတင်ရှိပါတယ်ရှင်။